ဖုန်းလိုင်းထိုင်နေတဲ့နေရာမှာဆိုရင်ကျွန်တော် Wi-Fi လိုင်းဆွဲရလဲနေသွားပါဘောနော်အဲ့ခါကျရင်ဒီကောင်လေးတိုင်ပါတာဖြစ်တဲ့အတွက်ကျွန်တော်ဖုန်းလိုင်းဆွဲအားကိုမြင့်သွားပေးမယ်မြင့်သွားပေးရဖြစ်တဲ့အတွက် Wi-Fi လိုင်းဆွဲအားလဲကောင်းလာမယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တိုင်လေးထည့်ထားပေးတယ်မင်္ဂလာပါ define ပါကျွန်တော် define ကိုပစ္စည်းအသစ်ဝင်တယ်ပေါ့နော်ဟိုတနေ့ကလည်းကျွန်တော်ပြောပြီးဒါပေမဲ့ဒီကောင်လေးကိုကျွန်တော်အပြည့်စုံလေးပြောချင်တော့ဒီကောင်ကကျွန်တော်တို့ဘာဒီတုံးဆိုရင်စင်ကတ်ထည့်ပြီးမှ300နဲ့ဆက်လေးပေါ့နော်ဖွင့်ချင်တယ်ဆိုရင်ကျွန်တော်ဒီတိုင်ရဲ့ဒီနားမှာဒါလေးနဲ့ဖွင့်ပြီးတော့မှစင်ကတ်ထည့်ပြီးသုံးရမယ်ပေါ့နော်ဒီကောင်ကကျွန်တော် version တွေမြင့်လာတယ်ဘာအောင်မြင့်လာအောင်ဆိုတော့ကျွန်တော်တို့ကတိုင်လေးထည့်ထားပေးတယ်ဒီတိုင်လေးကဘာကောင်းသွားအောင်ဆိုကျွန်တော်တို့ကဖုန်းလိုင်းထိုင်နေတဲ့နေရာမှာဆိုရင်ကျွန်တော် Wi-Fi လိုင်းဆွဲအားလဲနေသွားပါပေါ့နော်အဲ့ခါကျရင်ဒီကောင်လေးတိုင်ပါတာဖြစ်တဲ့အတွက်ကျွန်တော်ဖုန်းလိုင်းဆွဲအားကိုမြင့်သွားပေးမယ်မြင့်သွားပေးရဖြစ်တဲ့အတွက် Wi-Fi လိုင်းဆွဲအားလဲကောင်းလာမယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တိုင်လေးထည့်ထားပေးတယ်ဒီကောင်ကကျွန်တော်တို့ Define Pocket Wi-Fi Pro လို့ခေါ်တယ်။ဘာကြောင့် Wi-Fi Pro လို့ခေါ်ရလဲကျွန်တော်တိုင်လေးပါသွားလို့ပေါ့နော်။1000 mAh ပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်30နီးပါးခံမယ်။ဒီကောင်က Power Bank အနေနဲ့ပါတွဲသုံးလို့ရတယ်။ကျွန်တော်ဘယ်ကနေတွဲသုံးရမှာလဲဆိုရင်ကျွန်တော်တို့ Arduino ကို Type C ပေါက်ပါမယ်။ပြန်ထွက်ဖို့ USB ပေါက်ပါမယ်။ဒီကျွန်တော်တို့ USB ကြိုးလေးကနေပြန်ထွက်ပြီးတော့မှမြေရိဖုန်းမဆိုကျွန်တော်တို့ Arduino လို့ရတယ်ပေါ့နော်။ဒီမှာ Arduino လို့ရတယ် Power Bank အနေနဲ့ပါကျွန်တော်တို့သုံးလို့ရနိုင်တယ်ဟုတ်ပါနော် Power Bank အနေနဲ့ပါသုံးလို့ရနိုင်တာဖြစ်တဲ့အတွက်မိမိဖုန်းက Wi-Fi နဲ့လွှင့်မယ်ဟုတ်နော် Wi-Fi နဲ့လွှင့်သုံးလို့ရမယ် Power Bank မှာဖုန်းမှာ Arduino ရမယ်ဆိုရင်သူ့အင်ဝန်အသုံးပြုလို့ရတဲ့ Wi-Fi Z လေးဖြစ်တယ်ဒါပေမဲ့ကျွန်တော်တခုတည်းရမှာကတတိပြုရမှာက Wi-Fi ဒီ Power Bank သုံးမယ်ဆိုရင်ကျွန်တော်တို့ဆက်ကဘာဖြစ်မလို့ဆိုရင်ဒီ Wi-Fi Z လေးကနိုင်30လောက်တော့မခံတော့ဘူးပေါ့နော်နိုင်30လောက်တော့မခံတော့ဘူးကျွန်တော်တို့နိုင်တဝက်လောက်ပဲခံတော့မယ်ပေါ့နော်ဒါအားကျွန်းလို့ရတဲ့ပုံစံပြပြပေးတာအဲကြောင့်အနေနဲ့ဒီကောင်ကဘယ်စင်ကတ်တွေထည့်သုံးလို့ရတော့ဆိုမီရိစင်ကတ်မဆိုထည့်သုံးလို့ရတယ်ဘယ်ကတ်လာကျွန်တော်ထည့်သုံးလို့ရတယ်ဟုတ်နော်အတန်မှမနေဘူး order မှမဟုတ်နိုင်ငံခြားယူသွားပြီးမှထည့်သုံးလို့ရတယ်ကျွန်တော်ဒီ pay out မှာကျွန်တော် VNN တွားတော့က VNN ကတ်ကိုထည့်သုံးပြီးသုံးပြရတဲ့ဗီဒီယိုလေးရှိတယ်မိတ်ဆွေတို့အနေနဲ့ဒါဝယ်ခြင်းနဲ့ဆိုကျွန်တော်ရရှိမဲ့ဈေးက3,900ကျပ်ဖြစ်တယ်ကျွန်တော် Arduino ခေါင်းတွဲရဲ့လက်ဆောင်ကျွန်တော်တို့ထည့်ပေးဦးမှာဖြစ်တယ်တကယ်လို့ဆိုင်ကိုလာရောက်ပြီးမှရွေးချယ်ဝယ်ခြင်းနဲ့ဆိုရင်55လမ်းတူရမိုဘိုင်း55လမ်း130 E နဲ့17ဂျားမှာတူရမိုဘိုင်းဆိုမှတည်ရှိတယ်စိတ်ကြိုက်လိုက်ပြီးမှရွေးချယ်ဝယ်လို့ရရှိနိုင်ပါတယ်သို့မဟုတ်အိမ်ရောက်ငွေချေ COD စနစ်နဲ့ဝယ်ယူခြင်းနဲ့ဆိုရင် Royal ရောက်တဲ့မြို့ပေါ့နော် Royal နောက် Royal ပစ္စည်းပြိုးတဲ့မြို့တိုင်းတချို့ electronic ပစ္စည်းတွေကို Royal ကတချို့တိုင်းတွေမပို့ဘူးပို့တဲ့မပို့တဲ့တိုင်းနေဆိုရင်ကျွန်တော်တို့အိမ်ရောက်ငွေချင်းနဲ့ပေးပို့လို့မရနိုင်ဘူးဟုတ်နော်ပို့လက်ခံတဲ့မြို့တိုင်းကိုကျွန်တော်အိမ်ရောက်ငွေချေစနစ်လေးနဲ့ကျွန်တော်ပေးပို့မှာဖြစ်တယ်နောက်ပြီးတော့မှကိုမိုင်းတဲ့ပစ္စည်းကဒီပစ္စည်းမိုင်းတာဟုတ်မဟုတ်ဖွင့်စစ်ပြီးတော့မှကိုမိုင်းတဲ့ပစ္စည်းမှန်းပြီဆိုမှပဲငွေချေဖို့ရန်အတွက်ကျွန်တော်အကြံပြုပြစေကျေးဇူးများတင်ပါတယ်